ဒီနဲ့ဟိုတောက်လျှောက် dash ပြီးတော့သိရမလားသွေးပြန်တက်ဖို့လုပ်တာဘရိုဒါပေမဲ့ UA နဲ့ပေးတဲ့ damage လေလောက်နေတာဆိုတော့ပြတ်သွားတယ်ပေါ့ဗျာနော် normal ရှောင်းရံဘာစီက rolling နဲ့ fast start တဲ့ပတ်တက်ကြီးရမယ်ခုချိန်ကြီးကတော့ Eroke 1-1ပဲဘာမှမပြတ်သေးဘူးเนาะကျွန်တော်တို့ Framing Netherland လေးတော့နည်းနည်းလေးရင်တောင်းကြည့်မလားကာကြတပိုင်း adjustment မပါလာဘူးဗျမရှိသေးတာပေါ့နော်အဲ out of finals left Fury of the Phoenix လာတယ် Ridley Yori အကောင်းဆုံးတော့ပေါက်ပြဝိုင်းနေပဲ Eroke လေးကတော့ထပ်ယူမဲ့အနေထားတစ်ခုမှာ Framing Netherland လည်းပြီးသွားပြီအော် Shadow Fall နဲ့ Lina 4 man လောက်ဒီတော့ဆွဲချိတ်လာခဲ့နေပဲနောက်ဆုံးရှောင်းရံလေးကိုပါ17ဒါဘက်ကယူသွားနေပဲ Eroke 3ကောင်ရလိုက်တယ်တကယ်ကောင်းတယ် Lina ပြေတူထားတော့မဲ့အေးလွင် performance လေးတကွက်နဲ့ဝင်ဖမ်းမလားဘေးနားမှာလည်း later လာပစ်ပေးထားသေးတယ်ဗျ career တော့ online မှာတော့အများနဲ့မသက်ဆိုင်တော့သူလုံနေတယ်ပေါ့နော်ဒီဘက်မှာ9ယောက်4ယောက်ပတ်တယ် Ridley Yori ပဲလာပေါ်နေတယ်ဗျအဲ့မှာကတော့ Blazing Jewel နဲ့ Eroke ကတော့ပေးလိုက်တာတန်းအောင်ကျသွားတာဘရိုနော် Netherland အောင်မမီလိုက်ဘူးအဲ့မှာ Lina တကောင်မှထပ်သေးသွားနေတယ်4ယောက်5ယောက်ကိုပေချတာနော်အဲ့မှာတော့တတဲတော့ရလိုက်ပါတယ်ဒါပေမဲ့ Eroke နှစ်ကောင်ပြန်ပေးလိုက်တဲ့အပိုင်းနဲ့ရှင်ကြည့်မယ်ဆိုတော့တိတ်တော့မတန်သလိုပဲမတန်တော့ဘူးပေါ့မှာပဲဒါပေမဲ့ဒီလောကတော့မေဂါရဖို့ကတော့မလွယ်ခဲ့ဘူးပေါ့နော်ဒါပေမဲ့နောက်က Minion Wave တွေနဲ့တော့ထပ်တက်ဖို့လုံးမယ် Interflick က Divine Jasmine ဝင်ပစ်ပြီး Black တကောင်တန်းသေးသွားတာ Netherland လေးလည်း back ကဗျာနော်ကျွန်တော်ပြောတာအဲ့ကွာလှုပ်ပေးထားရနေပဲ Eroke တကောင်သေးသွားတဲ့နေတာတခုမှ4ယောက်ထဲနဲ့တော့ Black 3အကောင်းမွန်ဆုံးတော့ defend လာတော့မယ်မေဂါကတော့အလဲမရဘူးဆိုတော့လည်းအဆင်ပြေတယ်ဘရိုအောက်လန်းပြေးယူတယ်ပေါ့နော် Free Out ကအောက်လန်းကျန်နေသေးတယ်အပေါ်ပဲတန်သွားပြီဟောဒါပေမဲ့ပုံမှန်တော့မရလိုက်ဘူး Okay 10မိနစ်နောက်က6 round ရပြီ bro เนาะ second လောက်စောင့်နေတယ်ဆိုအောင်ကျင်တဲ့ဒီစောင့်ရတဲ့အနေထား 4ယောက်5ယောက်တက်ချင်တယ်ဆိုလဲတက်လို့ရတယ်ဆိုမှဘလက်ပြန်ထွက်တာလေးကိုတော့ကျွန်တော် respect တစ်ခုတော့ပေးထားတော့မယ်ဗျတက်ချင်သေးတာလားเนาะတက်တာတော့မတက်တော့ဘူး bro เนาะလောကတော့အောက်မှာတော့10မိနစ်လောက်တော့ထပ်ပြီးတော့လောဖို့ရစလဲ Vine Jasmine Curry ဖွင့်ပြမလား Speed Light Win နဲ့ Final Slash ရှောင်းထားတဲ့17 Retreat Yori ပဲပေါက်သွားနေတယ်နောက်မရှောင်းရင်အခြေအနေမကောင်းတော့ပြန်ပတ်Curry ပြစ်ချက်နေရတော့အေးလွင်တန်းပြောက်သွားနေတယ်နောက် later လဲ Blazing Jewel တွေပါရတော့ကြံနေသေးတယ်ဗောနော် Okay ဆွဲတာမရှိတော့ဘူးပြီးသွားရင်တူတယ်မေဂါလေးပဲမာလို့တက်ယူလိုက်မလားရပြီမေဂါ2လမ်း Divine Jasmine မကြခင်ပြန်ရတော့မယ်ခွန်တွေးတော့တွေပါရော်ဝါပေမဲ့အောက်လန်းလာနေတဲ့လောကတော့နောက်ဆုံးလှပတဲ့အဆုံးသက်တစ်ခုတော့ဖြစ်တော်မယ်နဲ့တူတယ်ဗျ Blazer နောက်မှလည်း Flicker ခုံပတ်ဝိုင်းနဲ့မရှောင်းရင် rolling နဲ့တွေးကန်နဲ့တော့ပြန်ဝင်ဝိုင်းနဲ့ယိုယိုတက်နိုင်တော့ magic damage လေး spam ပြီးတော့ Creole တွေတော့ရှင်းနေခဲ့ပြီမဲ့လုံတော့ရဲ့လားနောက်မှလော့အထဲဝင်လာပြီဗျာနော်ခွန်စပဲတောင်းနေတော့မဲ့ Fury of the Phoenix ဒါပေမဲ့ Framing Netherland အော် later Yori လက်ချက်နဲ့တန်းပြေသွားတာဘလို့လော်လဲထဲဝင်နေပြီဆိုတော့မြန်မာစားသားလုံးစရာမလိုတော့ကျန်တဲ့ Eroke တွေကောက် Yori triple kill နဲ့တူပဲ game number 2မှာလဲ J-Dine ဆက်လက်ပြီးတော့အောင်ပွဲခံနေနေပဲ 2-0 ဆိုတဲ့ claim swing နဲ့အမတ်တမတ်ကိုတော့ Black 3 စီကနေပြီးတော့ယူဆောင်သွားနိုင်ခဲ့ပြီပဲဖြစ်ပါတယ် GG ပါ